mà chỉ cho người đó ấy giờ thì nó mình là khổ cái gì mà chú nó phải cả ta xem mà dân chủ thì là khổ mấy gì chủ ở phía này cả chúng tôi biết rồi ethnic background mà thì nó khổ mấy gì chủ cho nó là chính của khổ lột đó là mai này kia mà thì hay nó chính của khổ lột đó là nhiều à chủ yếu là chủ phía đó à cho nên là dùng được thì mà chính của số lượng đó là nhiều à dùng nhiều là chủ phía đó đấy chính của khu mi chỉ cái ví dụ của khu mi chính nhiều là chủ phía đó đấy chính của bà lại lúc đó là đùa lại nhiều là chủ phía đó đấy vậy cho nên mình đangในการแปลมาชี้ได้เนาะလူအလုံးကချင်းအလုံးကိုခိုးလို့ပြောတဲ့အတွက်ကျွန်တော်ကချိုအဲ့တနေ့ဖြစ်တယ်ဆိုတာပါဒါပါတရားမှတရားရခိုင်လုံးအလုံးပါဘယ်သူမှမငြင်းဘူးချိုရဲ့အထဲမှာမတို့ကြီးကပြန်ပြောဆိုမွန်းကဒါဥပူဘုံရကြီးနာကဆိုကျင်းသူကြီးနာကဆိုပတ်ဖျောင်မင်းကကနေရာရဲ့နာမည်ဖြစ်တယ်ဆိုတာကျွန်တော်အထဲမှာပြီးဖို့မအဝါဟန်ကဥပူမရှိကဥပူပတူလေချင်းပုံနေချင်းပုံကြီးရမြစ်ခုတ်ဟောက်တူကြီးကမအဲ့ဒီဟာတွေတိရမယ်ဟောက်တူကမဆိုပနော်ဟီနိုဒီကလည်းကိုဆိုင်တော့ပါလူမျိုးလဲဆိုတော့ပါဟောက်တူမျိုးအဲ့ခိုရအောင်ရစ်တူတာကောင်အောင်စစ်ဒီဟာတွေကျွန်တော်တို့ကသိရမှာအဘဟန်ကကြေးသမောင်းထား15ရောက်ခုမိနစ်15ရောက်စုစုပေါင်းအယောက်100အိန္ဒိယနယ်စပ်မှာချင်းအမျိုးသားညီလာခံကျင်းပရတဲ့ထောင်တိမှာစတင်ထုတ်ရှားတယ်အဲ့ဒါက CNF ကဦးဆောင် CNF ကဦးဆောင်ပြီးတော့မှသူတို့လက်ထဲမှာပဲ program တွေဆွဲပြီးတော့မှသူတို့budget တွေရှာတာပေါ့အဲ့ဒီအားလုံးချိုးလဲပါမယ်ဘုံလုံးပါတဲ့ conference လုပ်မယ်ဆိုမှလုပ်တော့အဲ့ဒါကို CNF ကဝတ်စာရှာဖို့ဆိုမှသူတို့ပုံစံကိုအထားကြတယ်အထားတဲ့အခါမှာကျတော့သူတို့ US 1500ကို CNF လက်ထဲမှာရောက်လာတဲ့အခါမှာကျတော့အဲ့မှာဒေါက်တာလက်မုံစကောင်းနော်ရရှိတဲ့အကြောင်းဇိုမီနိုင်မီချိုးခုမီကောင်းဆောင်တွေကိုခေါ်ပြီးဒေလီမှာရောက်တဲ့အခါမှာသူတို့ပြောတယ်ကောင်းဆောင်တွေကိုပြောတဲ့အခါမှာကျ2012ခုနှစ်မှာ Chin National Assembly နဲ့ပတ်သက်ပြီးဒေါက်တာရွှေခါးနဲ့ New Delhi မှာအခြေစိုက်တဲ့ CNF နဲ့Regional Office မှာသူတို့ဆွေးနွေးကြတယ်လုံးမလားမလုပ်ဘူးလားဆိုတော့အဲ့မှာအချင်းစကားများပြီးတော့ဘာမှမလုပ်ပဲပြန်သွားကြတယ်ဘာမှ conference လည်းမလုပ်ဘူးအဲ့နောက်ပိုင်းမှာအဲ့ဒီငွေအားဖြင့် CNF ရဲ့ CNLD ရဲ့ ZMC ရဲ့ MBB ဘူပေါင်းပြီးတော့2005ခုနှစ်မှာ Chin National Assembly ကျင်းပပြီး Chin National Council ဖွဲ့ပြီးတော့မှ ENC မှာသူတို့အဖွဲ့ပဲဖြစ်သွားတယ်တို့လိုဖြစ်သွားတဲ့အပေါ်လေးတွေပါအခုနက CEA နဲ့ဒီချက်ခုနကျွန်တော်တို့အများကြီးဆွေးနွေးကြတယ်လို့ပဲကျွန်တော်တို့လည်းအခွင့်အာဏာနဲ့ရှင်မပေးမယ်ဆိုတော့ဆွေးနွေးချင်တယ်မဆန်နိုင်ဘူးဖြစ်နေတယ်ပိုင်ပရိုက်တာမဆန်တော့တမိုင်းလေးပုံငါပုံတော့လေကျွန်တော်မလေးရှားမှာဖွဲ့စည်းတဲ့မြောက်ဖွဲ့စည်းတဲ့မှာတော့ member အများဆုံး CNF တဲ့တော့ပုံပြတယ် ASEAN ထက်တော့နှစ်ဆလောက်များတယ် ASEAN တို့ CRC တို့ဆိုတော့တနာတယ်စီးရမူလန်တော့ရွာမှာရွာကြည့်ရွာပဲမူလန်တောင်းတာပေါင်းလောက်လာအခုစကားတော့မရဲနေတယ်ပုံတော့ဘယ်ဝင်တဲ့73ရောက်ရှိတယ်ဗီဒီယိုရိုက်တာအကုန်ရိုက်လိုက်တော့မယ်မထူးတော့ပွဲဝင်က23ယောက်နည်းနည်းပဲ့တယ်လို့နောက်2ယောက်လောက်ပြန်ထည့်လိုက်တော့9ရောက်25အဲ့ဆိုတော့အယောက်50ကွက်တိပြည့်မယ်ကွက်48ယောက်ပဲ48ယောက်2ယောက်
迎接有些